မြန်မာကမ်ဘောဒီးယားအပါအဝင်အရှေ့တောင်အာရှကကြားဖြတ်ငွေလိမ်ဂိုင်းတွေရဲ့နောက်ွယ်မှာတရုတ်အစိုးရရှိနေပြီးအမေရိကန်ပြည်သူတွေကိုထိခိုက်အောင်ပြစ်မှတ်ထားလိမ်လည်နေတယ်လို့ FBI ကအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံတော်မှာရှိတဲ့စီဆိုင်တွေမှာဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေဟာတလီတာကိုအနည်းဆုံး800ကျပ်ကနေ1300ကျပ်ဝန်းကျင်အထိဈေးတွေထိုးတက်နေပြီးစီဆိုင်တွေအားလုံးမှာလည်းရင်တွေကြိတ်ကြိတ်တို့တန်းစီနေရသလိုစစ်တပ်က73စီအယောင်ဆိုင်တွေအားလုံးကိုပါစီခွဲတန်းတွေအကြီးကျယ်ရှော့ချလိုက်တဲ့အတွက်စီရောနဲတာတွေစီပြက်လက်တာတွေစတင်ဖြစ်ပေါ်နေပြီဆိုပါတယ်အီရန်စစ်ပွဲအတွက်ဒေါ်လာဘီလီယံပေါင်း200ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကထပ်တောင်းလိုက်ပြီးစစ်ပွဲဘတော့ပြီးမလဲဆိုတာအတွက်အချိန်အကန့်အသတ်မရှိဘူးလို့ပြောဆိုလိုက်တဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာကမ်ဘောဒီးယားအပါအဝင်အရှေ့တောင်အာရှကကြားဖြတ်ငွေလိမ်ဂိုင်းတွေရဲ့နောက်ွယ်မှာတရုတ်အစိုးရရှိနေပြီးအမေရိကန်ပြည်သူတွေကိုထိခိုက်အောင်ပြစ်မှတ်ထားလိမ်လည်နေတယ်လို့ FBI ကအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒါကတော့မတ်လ18ရက်နေ့ကပဲအမေရိကန်အထက်လွှတ်တော်ထောက်လှမ်းရေးဆိုင်ရာအထူးကော်မတီကြားနာပွဲမှာအမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ညွှန်ကြားရေးမှူး Cash Patel ကပြောလိုက်တာပါလက်ရှိမြန်မာကမ်ဘောဒီးယားအပါအဝင်အရှေ့တောင်အာရှတလွှားမှာအခြေစိုက်ပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်နေတဲ့ online ငွေလိမ်ဂိုင်းအများစုဟာတရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ပံ့ပိုးကူညီမှုနဲ့တိစောက်ထားတာဖြစ်တယ်လို့ FBI ညွှန်ကြားရေးမှူးကထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်အဲ့ဒီငွေလိမ်စင်တာအများစုဟာကမ်ဘောဒီးယားနိုင်ငံနဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိနေတဲ့အကြောင်းတရုတ်ကွန်မြူနစ်ပါတီအစိုးရကအမေရိကန်ပြည်သူတွေကိုထိခိုက်နစ်နာအောင်ရည်ရွယ်ချက်နဲ့အဲ့ဒီကြားဖြတ်ငွေလိမ်ဝင်းတွေကိုတိစောက်နိုင်အောင်နောက်ကွယ်ကနေကူညီပေးနေတာဖြစ်တယ်လို့ FBI ညွှန်ကြားရေးမှူးကအတိအလင်းပြောဆိုသွားတာပါအဲ့ဒီအတွက်အမေရိကန် FBI အနေနဲ့နောက်ထပ်လုံမှာကတော့အဲ့ဒီနိုင်ငံတွေတဲ့အထိဝင်သွားပြီးငွေလိမ်ဂိုင်းဝင်းတစ်ခုမကျန်အကုန်လုံးကိုပိတ်ပစ်မှာပဲဖြစ်တယ်လို့အမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ညွှန်ကြားရေးမှူး Cash Patel ကတရားဝင်ပြောဆိုသွားတာဖြစ်ပါတယ်လက်ရှိမှာတော့အမေရိကန် FBI အနေနဲ့အဲ့ဒီ online ငွေလိမ်မှုတွေကိုနှိမ်နင်းမှုအထူးစစ်စင်ရေးတစ်ခုကိုစတင်နေပြီဖြစ်တဲ့အကြောင်းအဲ့ဒီကြားဖြတ်ငွေလိမ်ဝင်းတွေအတွင်းအင်တာနက်ဖြတ်တောက်နိုင်ဖို့ကိုလည်း data တွေအစိုးရတွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီးနောက်ပိုင်းမှာတော့အဲ့ဒီနိုင်ငံတွေတဲ့ကိုဝင်ရောက်ပြီးတော့ငွေလိမ်ဂိုင်းအားလုံးကိုချိန်မုံမှာဖြစ်တယ်လို့ FBI ညွှန်ကြားရေးမှူးကဆက်ပြီးပြောတော့ပါတယ်လက်ရှိမှာတော့ထိုင်းအစိုးရနဲ့အမေရိကန် FBI ထောက်လှမ်းရေးအေဂျင့်တွေပူးပေါင်းပြီးမြန်မာနိုင်ငံမြောက်ရီမြို့အနီးမှာရှိတဲ့ငွေလိမ်ဝင်းတွေကိုထိုင်းနိုင်ငံဘက်အချမ်းကနေအနီးကပ်စောင့်ကြည့်နေတယ်လို့ထိုင်းမှာနယ်စပ်မှာအခြေစိုက်ပြီးတော့ကြားဖြတ်ငွေလိမ်ကွန်ရက်တွေကိုအထူးစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံတော်မှာရှိတဲ့စီဆိုင်တွေမှာဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေဟာတလီတာကိုအနည်းဆုံး800ကျပ်ကနေ1300ကျပ်ဝန်းကျင်အထိဈေးတွေထိုးတက်နေပြီးစီဆိုင်တွေအားလုံးမှာလည်းရင်တွေကြိတ်ကြိတ်တိုးတန်းစီနေရတယ်လို့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုဆက်သွယ်ပြောဆိုလာကြပါတယ်တစ်ဖက်မှာလည်းစစ်တပ်ကနိုင်ငံတော်မှာရှိတဲ့73စီအယောင်ဆိုင်တွေအားလုံးကိုစီခွဲတန်းတွေအကြီးအကျယ်ရှော့ချလိုက်တဲ့အတွက်ဒီနေ့မတ်လ20ရက်နေ့ကစပြီးစီရောနေတာတွေစီပြက်လက်တာတွေစတင်ဖြစ်ပေါ်နေပြီလို့သိရပါတယ်လက်ရှိရန်ကုန်အပါအဝင်မြို့ကြီးတွေမှာပါစီဆိုင်တွေရှေ့တန်းစီနေကြတဲ့ကားတန်းတွေဟာမနက်အစောပိုင်းကစပြီးဖြစ်နေကြတယ်လို့ပြည်သူတွေကပြောပါတယ်ဒါအပြင်တစ်ဖက်ကဓာတ်ဆီနဲ့ဒီဇယ်ဈေးနှုန်းတွေဟာလည်းဒီနေ့မတ်လ20ရက်နေ့မှာတလီတာကိုအနည်းဆုံးငွေကျပ်800ကနေ1300ကျပ်ဝန်းကျင်အထိဈေးတွေထိုးတက်နေပြီးဈေးနှုန်းမြင့်တက်နေလဲစီမရမှာစိုးတဲ့အတွက်ရန်ကုန်မန္တလေးနဲ့နေပြည်တော်အပါအဝင်မြို့ကြီးတွေမှာလူတွေဟာစီဆိုင်တွေရှေ့ကြိတ်ကြိတ်တိုးတန်းစီနေကြတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ်မန္တလေးမှာဆိုရင်လေစီဆိုင်အများစုကဆိုင်ကယ်တွေကိုငွေကျပ်9000ဘိုးပဲစီကိုရောင်းပေးတော့လို့ကားဆိုရင်4000ဘိုးပဲရောင်းပေးတော့တယ်လို့မန္တလေးမြို့နေပြည်သူတို့ကပြောထားပါတယ်အလားတူရန်ကုန်မြို့မှာလည်းဒီကနေ့မတ်လ20ရက်နေ့မနက်3နာရီလောက်ကစပြီး73စီအယောင်ဆိုင်တွေအားလုံးနှိပါမှာစီရရေးအတွက်ကားတွေအများပြားတန်းစီစောင့်ဆိုင်နေကြသလိုစီဆိုင်တွေဘက်ကလည်းစီကိုအကန့်အသတ်နဲ့ပဲရောင်းပေးတော့တယ်လို့တက္ကစီရင်မောင်းတွေကပြောထားပါသေးတယ်ဒါနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းအခြေစိုက်တပိုင်းတနိုင်73စီအယောင်ဆိုင်ပိုင်ရှင်တူကတော့စီဆိုင်တွေအားလုံးကိုစစ်တပ်ကစီခွဲတန်းအကြီးအကျယ်ရှော့ချလိုက်တဲ့အတွက်ဒီကနေ့ကစပြီးစီပြက်လက်မှုတွေဖြစ်ပေါ်နေပြီလို့ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကစစ်ဗိုလ်တို့အပါအဝင်15ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ခဲရန်တချို့ကိုပါတော်လှန်ရေးတပ်တွေကတင်စီရရှိထားပြီးရင်းမှာပဲမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဒါကတော့သက်ဆိုင်ရာဒေသခံတော်လှန်ရေးသတင်းအရင်းမြစ်တွေကရန်ကုန်ခေတ်တစ်ကိုပြောထားကြတာပါ
မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတော့မတ်လ19ရက်နေ့ကပဲတောင်ကျွန်းရွာကနေပတ်တာကျေးရွာဘက်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကလမ်းပိုင်းမှာတဲ့အသင့်ဆောင်ပြီးတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ MTGF တပ်ဖွဲ့ရဲ့ဂျိုကာကပြောပါတယ်။အဲ့လိုတိုက်ခိုက်မှုတွေအတွင်းစစ်တပ်ဘက်ကစစ်ဗိုလ်တူအပါအဝင်15ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်20ဝန်းကျင်ကဒဏ်ရာတွေရသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအံတဲပြီးစစ်ကြောင်းလိုက်ပြန်ဆုတ်သွားတယ်ဆိုပါတယ်။နောက်ဆက်တွဲတီထားချက်အရစစ်တပ်ကသူတို့တည်သွားတဲ့စစ်သားမသားအလောင်းတွေကိုတင်မောတင်ကျေးရွာမှာမိရှုတကြိုသွားတယ်လို့လည်း MTGF အဖွဲ့ရဲ့ဂျိုကာကပြောထားပါတယ်။အလားတူစကိုင်းတိုင်းရင်းမာပင်မြို့နယ်မှာလည်းမတ်လ19ရက်နေ့ကပဲပြောင်းပြလက်လုံကျေးရွာဘက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းပစ်ကူတွေပါပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်။အဲဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပုံရပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာအသေးခံ drone တွေစက်တက်လေဒီတွေပါအသုံးပြုပြီးတိုက်ခိုက်တဲ့အထိဖြစ်နေတယ်လို့လောလောဆယ်တော့အဲ့ဒီတိုက်ပွဲတွေကြောင့်ပြောင်းပြလက်လှုပ်စားတော်ပြင်းနဲ့ဇီတော်ကျေးရွာတွေအပါအဝင်အနီးပတ်ဝန်းကျင်ကကျေးရွာနေပြည်သူတွေပါဘေးလွတ်ရာတွေကိုတင်းရှောင်နေရတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးတိုင်းကမတရားမြို့နယ်အခြေစိုက်မတရားမျိုးမှန်တပ်ဖွဲ့ဟာအယုံကြီးကာကွယ်ဝင်ကြီးဌာနကွက်ကဲမှုအောက်ကိုဝင်ရောက်လာပါတယ်။ဒါကတော့အမျိုးသားညီညွတ်အစိုးရအယုံကြီးကာကွယ်ဝင်ကြီးဌာန MOD ကနေသတင်းထုတ်ပြန်လာတာပါ။မတရားမျိုးမှန် PDF တပ်ဖွဲ့ဟာမန္တလေးတိုင်းအတွင်းအားကောင်းတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီးရှမ်းမစစ်စင်ရေးနဲ့စစ်စင်ရေးအလွန်ခုခံစစ်တွေမှာလည်း PDF တရင်တပ်ဖွဲ့တွေပကဖတွေနဲ့အတူလက်တွဲပြီးရှေ့တန်းကနေပါဝင်တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။လက်ရှိနိုင်ငံတော်အထွေထွေထိုးစစ်ဆင်နွှဲနေတဲ့အချိန်မှာအကွဲကွဲအပြားပြားဖြစ်နေမဲ့အစားတခုဒီတော့ဥတီချက်တခုဒီတော့ကော့ကဲမှုအောက်မှာပုံမထိရောက်အောင်အလုပ်လုပ်နိုင်မှုအတွက်အယုံကြည်ပြည်သူကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကနေမတရားမျိုးမှန်တပ်ဖွဲ့ကိုဖိတ်ခေါ်ခဲ့တာဖြစ်ပြီးမတရားမျိုးမှန်တပ်ဖွဲ့ခေါင်းဆောင်တွေကလည်းဖိတ်ခေါ်မှုကိုလက်ခံသဘောတူခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုချိန်မှာတော့မတရားမျိုးမှန်တပ်ဖွဲ့ဟာအယုံကြည် MOD ရဲ့စင်ကဲကွက်ကဲမှုစနစ်အတွင်းကိုဝင်ရောက်ခဲ့ပြီဖြစ်တာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တရင်တပ်ဖွဲ့တွေအဖြစ်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အယုံကြည်ကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိအယုံကြည်ကာကွယ်ဝင်ကြီးဌာနအနေနဲ့တော်လန်ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ကာကွယ်ရေးအဖွဲ့မျိုးစုံကိုစုစည်းပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေအဖြစ်စနစ်တကျထူထောင်ထားသလိုကိုကဲမှုအောက်ကိုမရောက်ရှိသေးတဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကိုလည်းစစ်ရေးပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့အင်အားတွေစုစည်းမိစေဖို့အစဉ်အမြဲကြိုးစိုးစည်းရုံးနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ21ကိုတွေ့တန်းထားရမီးတိုင်တွေလာပြင်းပြီးပြန်လည်ဆုတ်ခွာနေတဲ့စစ်ကြောင်းကိုဒေါ်လန်ကြီးတပ်တွေကအလစ်အငိုက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရမှုတွေနဲ့ပြန်ဆုတ်ပြေးသွားကြတယ်လို့စလင်းမြို့နယ်ပကပကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီစလင်းမြို့နယ်အတွင်းကအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ21ကိုတွေ့တန်းထားရမီးတိုင်တွေကိုဒေါ်လန်ကြီးတပ်တွေကပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းကစစ်ရေးဗျူဟာရဖြတ်တောက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမီးတိုင်တွေကိုပြုပြင်ဖို့ဆိုပြီးအကြမ်းဖက်စစ်တပ်ကစီဆွဲကျေးရွာမှာ3လလောက်အထိုင်ချတပ်ဆွဲပြီးမှမီးတိုင်တွေကိုပြန်ပြင်ဖို့လုပ်တဲ့အချိန်ဒေါ်လန်ရေးတပ်တွေနဲ့နေ့စဉ်နှီးပါထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့ကဆိုရင်လေအဲ့ဒီစီဆွဲကျေးရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကြောင်းအတွက်ရိတ်ခါလာပို့တဲ့ရင်တန်းကိုပါဒေါ်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီစစ်ကြောင်းဟာထိခိုက်ဒဏ်ရာရတဲ့သူတွေအများအပြားနဲ့စစ်ကြောင်းလိုက်ပြန်ဆုတ်ပြေးသွားကြတယ်လို့ဆိုပါတယ်။လောလောဆယ်တော့အဲ့ဒီစီဆွဲကျေးရွာကစစ်တပ်စစ်ကြောင်းမှာပြန်ဆုတ်သွားတဲ့အချိန်တော်လိုင်းရေးတပ်တွေကကျေးရွာအတွင်းနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာတော့စစ်တပ်ကထောင်ထားခဲ့တဲ့နေမိုင်းအလုံးပေါင်း30လောက်ကိုတူးဖော်တွေ့ရှိခဲ့ပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းကကျေးရွာဒဲမှာပြည်သူ့ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတာကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့စလင်းမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့မကွေးတိုင်းတရက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးမျိုးတီဟာဇော်နဲ့အဖွဲ့ကဂိတ်ကျေးတွေကိုမတရားအစမတန်ကောက်ခံနေမှုကြောင့်အဲ့ဒီဒေသအတွင်းကုန်စည်နှုန်းတွေပါထိုးတက်လာနေတယ်လို့တရက်အခြေစိုက်လုပ်ငန်းရှင်တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီတရက်မြို့နယ်အတွင်းဝင်ရောက်လာတဲ့ကုန်တင်ကားတွေကိုအကြမ်းဖက်စစ်တပ်ရဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးမျိုးတီဟာဇော်နဲ့အဖွဲ့ကဂိတ်ကျေးတွေကိုမတရားအစမတန်ကောက်ခံနေကြတယ်ဆိုပါတယ်။အဲ့ဒီအတွက်မြို့နယ်အတွင်းကုန်စည်ဈေးနှုန်းတွေပါစစ်တပ်ဂိတ်ကျေးအစမတန်ပေးရလို့ဆိုပြီးထိမနိုင်သိမရအောင်မြင့်တက်လာနေတယ်လို့ပြောပါတယ်။လက်ရှိတရက်မြို့ကိုကုန်ပစ္စည်းတည်ယူပို့ဆောင်မှုတွေဟာလမ်းကြောင်းတစ်လျှောက်ငွေပေးနေရတဲ့အခြေအနေတွေအလွန်ဆိုးဝါးနေတဲ့အကြောင်းအောင်လံမြို့ကနေတဆင့်
ဇက်ရည်ရင်နဲ့ကူရမှာလဲ6ဘိန်းကားတစ်စီးကိုဂိတ်ချင်းငွေကျပ်3000ဝက်အထိပေးဆောင်ရပြီးတရက်စိတ်ကန်းကိုရောက်တော့လဲရဲနဲ့စစ်တပ်အပြင်မြို့နယ်ထွေအုပ်အဖွဲ့3ဘွဲ့ကိုတစ်ဖွဲ့ချင်းစီအလိုက်ငွေကျပ်1000နဲ့ချီထပ်ပေးရပြန်တယ်လို့သိရပါတယ်။